အားလုံးပဲမင်္ဂလာပါဗျာဒီနေ့တော့စိတ်လှုပ်ရှားစရာကောင်းပြီးကြောက်စရာကောင်းတဲ့ပုံမြင်တစ်ပုဒ်ကိုပြောပြပြီးတော့မှာပါဒါက2053ခုနှစ်နောက်ဆုံးစစ်ပွဲကြီးပြီးတဲ့နောက်ကဘာအကြောင်းပေါ့အဲ့ဒီအချိန်မှာရာဇဝတ်မှုအနှုံးဟာရှေ့ကရာဂိုင်နှုန်းကျော်တက်သွားလို့အကျဉ်းထောင်စနစ်ကြီးတစ်ခုလုံးဟာအဆမတန်ဝင်ပြီးသွားပါတယ်ဒီတော့အစိုးရကဘာလုပ်လဲဆိုတော့ပေါ့တက်တာပြန်လဲထူထောင်ရေးအစီအစဉ်ဆိုတာကြီးကိုစတင်ခဲ့တယ်အရင်ခေတ်ကဆိုရင်လူမဆန်းဘူးလို့ပြောရမယ်အစီအစဉ်ပေါ့အကျဉ်းတောက်တွေကိုရွေးချယ်စီတာနှစ်ခုပေးပါတယ်တစ်ကိုဘာသာကိုချက်ချင်းကွက်မြက်ခန့်ဖို့အတွက်စေတနာဝန်ထမ်းလုပ်မလားနှစ်ဒါမှမဟုတ်ပြစ်ဒဏ်တစ်ခုလုံးကို box ထဲမှာပဲနေသွားမလားအထဲမှာစားစရာတောက်စရာဆိုတာသူတို့သစ္စာဖောက်ခဲ့တဲ့တရားဥပဒေစိုးမိုးရေးနိုင်ငံသားတွေရဲ့သဘောအတိုင်းပဲပေးမှာဘယ်သူမှထွက်ပြေးဖို့ကြိုးစားရင်တော့အဲ့ဒီ box ထဲမှာပဲတက်ပြတ်မှာလေဗျာကဲပုံမဲဇလန်စားရအောင်ပြင်သစ်အမျိုးသမီးတယောက်ဟာတန်ရာပေါင်းများစွာနဲ့ရုန်းကန်နေရတယ်သူကလိမ့်နှစ်ပြစ်ဒဏ်ချမှတ်ခံထားရတာဒါပေမဲ့2နှစ်ကျော်လောက်ဖေးချန်တော့တယ်သူ့မှာရေတစ်စက်မှမရှိတော့ဘူးအစားတော့ရမယ်ပေါက်ချွန်းပေါက်စားကိုဖွေ့ကြည့်လိုက်တော့အစားတော့အစားဓားမြောင်တစ်ချောင်းကိုတွေ့တယ်ခဏကြာတော့သူဟာနောက်ဆုံးမှလက်လျှော့ဖို့ဆုံးဖြတ်လိုက်ပြီးအဲ့ဒီဓားမြောင်ကိုကိုအဆုံးစီရင်ဖို့အသုံးပြုလိုက်ပါတော့တယ်ဩစတြေးလျကကြောက်ဆောင်ထူတတ်တဲ့ကျွန်းတစ်ခုပေါ်မှာကန်းဆက်နားမှာ box တွေအစုလိုက်အပြုံလိုက်ရှိနေတယ်ဒီနေ့မှာကလေးနှစ်ယောက်ကဆော့ရင်းနဲ့ရောပါဘောလုံးတစ်လုံးကို box တစ်ခုပေါ်ပစ်လိုက်တယ်အဲ့ဒီအတန်းကြောင့်အထက်ကအမျိုးသမီးနိုးလာတယ်အဲ့ဒီအမျိုးသမီးကအကျဉ်းသား73ပေါ့လက်တွေခြေထောက်တွေကျိုးတုတ်ခံထားရတာကိုတိလိုက်ရတော့တွားနဲ့ကြိုက်ပြီးယုံလိုက်တာနောက်ဆုံးတော့လွတ်မြောက်သွားခဲ့တယ်သူ့ကို9နှစ်ပြစ်ဒဏ်ချမှတ်ထားတာဒီနေ့ကသူ့ရဲ့ပထမဆုံးနေ့လည်းထဲတယ်ရုတ်တရက်နေရန်ကမီးလုံးကြီးတစ်ခုက big ဆိုပြီးအတန်မီလာပြီးပေါက်ချွန်းပေါက်စားလေးပွင့်သွားတယ်73ကချောင်းကြည့်လိုက်တော့အဲ့ဒီကလေးနှစ်ယောက်လမ်းလျှောက်သွားတာကိုတွေ့လိုက်ရတယ်ခဏလေးပဲမီးလုံးကပြန်ပြီးပေါက်ချွန်းပစ်သွားတယ်73ကလွတ်မြောက်ဖို့တောင်းပန်နေပေမဲ့အချင်းကြီးပဲ box ပေါ်ကမျက်နှာပြင်တစ်ခုကပွင့်လာပြီးဗီဒီယိုတစ်ခုကနေအကျဉ်းအောင်စနစ်အကြောင်းကိုရှင်းပြတယ်ဗီဒီယိုရဲ့အဆုံးသတ်မှာတင်ဟာတင်ရွေးချယ်ခဲ့တဲ့နေရာမှာရောက်ရှိနေပါတယ်ဆိုပြီးပြောလိုက်တယ်ဒါကိုကြားလိုက်ရတဲ့တော့73တယောက်စီးထိခိုက်ပြီးအဖိမဲ့ကြောင်းချင်းဆိုရင်နေရန်တွေကိုထုရိုက်တယ်ငွေရိုအော်ဟစ်ပြီးနောက်ဆုံးမှာမော်ဘန်ပြီးအိပ်ပျော်သွားခဲ့တယ်အချင်းအတော်ကြာလာပြီးနောက် box ပွင့်လာတယ်73ကပကန်းကိုအဆန်းစာထွက်လာမလားဆိုပြီးထုတ်ပေးလိုက်တယ်ဒါပေမဲ့ဘာမှမဖြစ်ဘူးအဲ့ဒီနောက်သူဟာလွတ်မြောက်ဖို့လမ်းရှာရင် box ရဲ့နေရာတိုင်းကိုစစ်စီတော့တာပဲဒါပေမဲ့နေရာတစ်ခုကိုအကြာကြီးထိမိတိုင်းလျှက်စစ် shot လေးခံရတယ်ဒါပေမဲ့သူ့ကိုမတားဆီးနိုင်ခဲ့ဘူးဘာမှလုပ်ဆရာမကြံတော့တဲ့အထိသူဆက်ရှာနေခဲ့တယ်နိုင်ဒီကုံလွန်လာတာနဲ့အမျှတယောက်ထင်းနေရတာကို73ကမခံစားနိုင်တော့ဘူးဖြိုးပြင်းရေးတစ်ခုအနေနဲ့လက်သေးတွေနဲ့ box ကိုကုတ်ချစ်နေတော့တယ်နောက်ထပ် box တစ်ခုမှာတေဆုံးချင်းအမတ်တန်းနဲ့အကျဉ်းသားတစ်ယောက်ကနိုးလာတယ်သူ့ပြစ်ဒဏ်က2နှစ်ရက်900ကျော်ကျန်သေးတယ်တခါတလေသူ့ကိုအသက်ရှင်နေသလားဆိုပြီးမေးတဲ့အတန်းတစ်ခုကိုကြားရတယ်တညနေခင်းမှာတော့သူကမီးခလုတ်ပြားကိုကန်ကြည့်ဖို့ကြိုးစားလေဒါကို box ထဲကကင်မရာကချက်ချင်းဖမ်းမိလေအချက်ပေးတာမီလာပြီးချက်ချင်းကိုမြတ်တော်မဲဆိုတဲ့အတန်းထွက်လာတယ်ခေါင်းမူးပေါ်ကတတူချောင်းတွေဆင်းလာတော့တာပဲအချင်းသူဟာထိတ်လန့်တကြားအော်ဟစ်ပြီးပေါ်ချွန်းပွေနေတဲ့နေရာကနေအကူအညီတောင်းပေမဲ့အလကားပဲသူဟာချမ်းပင်ပေါ်လဲချလိုက်ပြီးတတူချောင်းတွေသူ့မျက်နှာပေါ်နီးကပ်လာတာကိုကြောက်လန့်တကြားကြည့်နေတယ်ချောင်းတွေကသူ့မျက်နှာပေါ်နည်းနည်းလေးအကွာမှာရပ်သွားတယ်မျက်နှာပြင်နဲ့အတန်းတွေကချစ်ထိပ်ပြီးပြည့်ယွင်းသွားတော့အချင်းသူဟာအဆုံးတက်ပြီးထင်းပြီးပြုံးလိုက်တယ်ဒါပေမဲ့ကံမကောင်းစွာပဲချောင်းတွေကဆက်ဆင်းလာပြီးသူ့ကိုကြိတ်ချတက်ပစ်လိုက်ပါတော့တယ်ဗျာနောက်ကနေ့မနက်မှာတော့73ကဘောက်စီရဲ့နေရာတိုင်းကိုစစ်ဆေးနေပြီးမှဘာအတုံးဝင်လာမှမတွေ့ဘူးမိုးစရွာတော့သူကရေခွက်ကိုပေါချောနားမှာထားပြီးရေခန့်လိုက်တယ်နောက်ဆုံးတော့တောက်စရာရေရပြီပေါ့တရေအိပ်ပြီးနိုးလာတော့အတန်တန်ကိုကြားလိုက်ရတယ်ကောင်မလေးငယ်လေးတစ်ယောက်ကပေါချောနားမှာသူ့ပြစ်တန်ဘလောက်လဲလို့မေးတယ်ခုနှစ်ဆိုတာသိတော့သူဟာနိုင်ကြီးအချင်းသူဖေးရမယ်လို့ကောက်ချက်ချတယ်ကောင်မလေးကရေအေးနဲ့အစားအစာအလုံးသေးလေးတွေပါတဲ့အိတ်တအိတ်ကိုပြီးတော့73ကချက်ချင်းစားလိုက်တယ်ကောင်မလေးကနိုင်ငံသားလေးကပဲအချင်းသားအတိုင်းရဲ့အနာဂတ်ကိုဆုံးဖြတ်မှာပါလို့တတိပေးတယ်73ကအပြစ်မိုက်ကြောင်ပြောပေမဲ့ကောင်မလေးကလစ်လျူရှုလိုက်တယ်အချိန်တွေစက်ကုန်သွားတော့စွတ်ထုံးရဲ့စိတ်ပိုင်းဆိုင်ရာဟာလျှောကျလာနေတာကိုသူ့ကိုယ်တိုင်ခန်းစားရတယ်အထီးကျန်တာကိုမခံနိုင်တော့ဘူးဒါနဲ့ကြိုးကိုဆွဲပြီးကိုတတ်တယ်ဖို့ကြိုးစားတယ်စက္ကန့်နဲ့ငယ်ကြတော့အသက်ရှူလို့မရတော့ဘူးဒါပေမဲ့မတေခင်လေးမှာသူ့လက်တွေကကြိုးကိုလွှတ်ချလိုက်တယ်ပြီးတော့မှသူဟာကိုယ်တေဆုံးမှုကိုတောင်ထင်းချုံနိုင်မှုဆိုတဲ့အတီးနဲ့စိတ်တွေထိခိုက်ပြီးငိုရပါတော့တယ်မျောလင်းချက်အလင်းအောင်လက်အနှဲငယ်ကြတော့73ဟာ box ထဲမှာမဆက်ရှင်တန်းနေတော့တယ်သူ့ကိုသတင်းစာစကားရက်တွေမှာအစိတ်တွေထည့်ပေးလိုက်တယ်ဒါနဲ့သူကအစိတ်တွေကိုပကံလုံးနဲ့ထည့်ပြီးသတင်းစာကိုအလင်းရောင်ရအောင်ပေါချုံးနာမှာကြိုက်ထားတယ်ကံမကောင်းစွာပဲစောင်းပါတွေကသူ့မဖတ်တဲ့ဘာစကားနဲ့ရေးထားတာဒါဟာနှိမ့်ဆက်ခံရတယ်လို့ခန်းစားရလို့73ကိုလိုက်မိတယ်နောက်ပိုင်းမှာတော့73ဟာပေါချိုးပေါက်ဆက်ကနေလက်ကိုထုတ်ပြီးပတ်လေကိုဆန်းလိုက်တော့ရောပါဘောလုံးကိုပြန်တွေ့တယ်ဖျော်ဖြင်းစရာတစ်ခုရပြီပေါ့ရက်တွေကအရင်အတိုင်းဖြင်းစရာကောင်းတဲ့လှုပ်ရှားမှုတွေနဲ့ကုံဆုံးသွားတယ်73ကအိတ်တယ်ဘောလုံးနဲ့ဆော်တယ်ထင်းချုံနေရာကပေါချုံကိုဖွင့်ရင်တော့နေရောင်ကြီးရောက်ဖို့အပြင်ရှူခင်းကိုငင်းကြည့်တယ်မကြခင်မှာလဲသူ့ပေါ်မှာတန်ရာတွေပေါ်လာပြီးနေ့တိုင်းပိုဆိုးလာတယ်ဒီအတော်တွင်တခြားပေါက်စဲကအမျိုးသားတဦးကတော့9နှစ်ပြစ်ဒဏ်ကိုကြော်ဖြတ်နေတယ်သူဟာရပ်ပေါင်းတစ်ထောင်ပြီးသွားပြီအခုဆိုရင်ငါရွေးချယ်ခဲ့တဲ့နေရာမှာပဲရှိနေတာပါဆိုတာကိုပဲတွတ်ရွတ်နေတဲ့အခွန်တက်ထိနေပြီတညက်နေခင်းမှာမောင်းသူမဲ့လီရင်တစင်းက73မြက်ပေါက်စ်ကိုကောက်ယူသွားပြီးအကျဉ်းသားဒါဇင်ပေါင်းများစွာရှိတဲ့တစ်တော်တစ်ခုတည်းချလိုက်တယ်ကောင်မလေးပြန်ရောက်လာပြီးသူဘာလုပ်နေတာလဲလို့မေးတယ်73ကပြန်လဲထူထောင်ရေးလုပ်နေတာလို့ပြန်ဖြေတယ်ကောင်မလေးကပိတ်ပင်ထားတဲ့ Shakespeare စာအုပ်ကိုဖတ်နေကြောင်းပြောပြတယ်73ကအဲ့ဒီနာမည်ကိုမသိပေမဲ့သူစာဖတ်တဲ့ကြောင်း
ဒါပေမဲ့ box ထဲမှာဖက်ခွင့်မရှိကြောင်းရှင်းပြတယ်စာအုပ်မပါဘဲပြန်လဲထူထောင်ရေးမဖြစ်နိုင်ကြောင်းကောင်မလေးကပြောပြီး73ရဲ့လက်ကိုကိုင်းလိုက်တယ်ပြီးတော့ Romeo and Juliet ထဲကစာသားတစ်ကြောင်းကိုရွတ်ပြတယ်73ဟာအယမ်းလာတယ်လို့ထင်ပြီးတချင်းချင်းဖက်ချင်ပါတယ်လို့ပြောတယ်ဒါနဲ့ကောင်မလေးကစာအုပ်ကိုချေးပေးဖို့ကြိုးစားပေမဲ့73ကဒုက္ခမလို့ချင်လို့ညှင်းလိုက်တယ်ကောင်မလေးကအစားအစာတီပေးပြီးနောက်တစ်ခါလာဖတ်ပြမယ်လို့ကတိပေးပြီးထွက်သွားတယ်ကောင်မလေးထွက်သွားပြီးနောက်73ဟာသူ့ရဲ့အထီတွေးနဲ့နှုတ်ဖမ်းတွေကိုပဲစဉ်းစားနေတာကြောင့်နောက်ဆုံးတော့လက်နဲ့ကိုယ့်ဘာသာကိုစိတ်ဖိနေတော့ကင်မရာကအားလုံးကိုမှတ်တမ်းတင်နေခဲ့တာဗျာအချင်းကြတာကနစ်ပြည့်တဲ့နေ့မှာ73ဟာအစိတွေစားနေတော့အထက်ကစာအုပ်သေးသေးလေးတအုပ်ကိုတွေးလိုက်ရတော့ပျော်ရွှင်သွားတယ်ကင်မရာနဲ့စန့်ကျင်ဘက်လှည့်ပြီး Romeo and Juliet ကိုဖွင့်ဖက်လိုက်ရတော့ပျော်ရွှင်သွားတယ်ကဗျာဆန်တဲ့စကားလုံးတွေကသူ့ကိုမျှော်လင့်ချက်ပေးတယ်နောက်တစ်ချိန်ရေအေးရတဲ့အခါ73ဟာကိုရေဆေးကြောပြီးကူးဆက်ပုံမဝင်အောင်တန်ရတွေကိုတေချာတန့်ရှင်းလိုက်တယ်တန်ရတွေကိုထိတာကအယမ်းနာကျင်ပြီးမဲ့အောင့်ခံပြီးလှုပ်လိုက်တယ်ပြီးတော့အညစ်အကြေးရေကိုအပြင်ကိုပစ်ချလိုက်တယ်ကင်မရာကဒါကိုဖမ်းမိပြီးရေဖြင်းတီးမှုလို့တတ်မှတ်လိုက်တယ်ဒါကြောင့်73ရဲ့ box ကိုကန်ဆက်ကိုပြန်ရွှေ့လိုက်တာတော့တယ်စကပြောသူကြီးစီးမြင့်နဲ့တားကောင်နောက်ဆုံးတော့ကမာလီပြန်လာပြီးဘာလို့ရွှေ့ခင်ရတာလဲလို့အန်ဝိုးတကြီးမေးတယ်73ကပြန်မဖြေပဲဘသူ့ကိုအစာကျွေးရမလဲဘလို့ဆုံးဖြတ်လဲလို့မေးလိုက်တယ်ကမာလီကသူ့လျှောက်သွားပြီးအချင်းသားတွေနဲ့စကားပြောတာလို့ရှင်းပြတယ်ဒီနေ့မုံတိုင်းလာတော့မယ်ဆိုလို့ညံ့ညံ့ဖျက်ထားတော့မယ်တဲ့73ကကောင်မလေးကိုအသက်ဘလောက်လဲမေးလိုက်တော့16နှစ်လို့တွေ့ရတယ်ဒါနဲ့73ရဲ့ကွဲလွန်သွားတဲ့ညီမလေးနဲ့တူတယ်လို့ဝန်ခံလိုက်တယ်ရတပတ်ဒီစကုန်းသွားပြီးစာအုပ်တေးသေးလေးကြောင့်ဒါ73ကအသက်ရှင်နေတယ်သူကစာအုပ်ကို box ရဲ့အကွဲကြောင်းတစ်ခုထဲမှာဖွက်ထားပြီးဖတ်ချင်တဲ့အခါမှာကင်မရာနဲ့ဆန့်ကျင်ဘက်လဲပြီးတတိထားဖတ်ရတယ်တခါတလေလာရောင်ကိုအားကိုပြီးဖတ်ရလောက်အောင်ကိုဖတ်ချင်နေတယ်ဒီနေ့မှာမောင်းသူမဲလေးက box ကိုထပ်ရွှေတယ်73ကသမုတ်တရားပေါ်ကနေပြန်တန်းသွားတာကိုငေးကြည့်နေရတယ်ဘောက်ဆင်းတော့လူတယောက်ပေါက်ချုံနားမှာပန်းတီစားနေလာကိုတွေ့လိုက်ရတယ်ရွက်ပြတာပေါ့ဗျ73ကတခါလေးတော့ပေးပါလို့ငိုရီတောင်းပန်တယ်တနာကိုဟဲတောင်းပန်ပေမဲ့အဲ့ဒီလူကဘောက်စထဲကဒရိစန်တွေကိုတနာမှာမဟုတ်ကြောင်းပြောတယ်သူ့သဘောဆိုရင်အားလုံးကိုကွဲ့မြတ်ရမှာတယ်ခဏကြာတော့အဲ့ဒီလူကအပေးယူလုံးမယ်လို့ပြောတယ်ပန်းတီတလုံးရဖို့ဆိုရင်သူ့ကိုထိလက်ရောက်မတရားပြုကျင့်ဖို့ခွင့်ပြုရမယ်တဲ့ဗျ73ကအစားတော့အရန်စိတ်အားထက်တန်နေတော့သဘောတူလိုက်တယ်သူကပေါ့ချုံကိုနောက်ပြန်လှည့်နေကုန်းပေးလိုက်ချိန်မှာအဲ့ဒီလူကသူ့ကိုစော်ကားပါတော့တယ်။ကင်းလည်နေတဲ့မောင်းသူမဲ့လေရင်ကသူတို့ကိုလက်ပူးလက်ချမိထွားပြီးမီးပွင့်ပစ်ခတ်လိုက်တယ်။အဲ့ဒီလူကချက်ချင်းတည်သွားပြီးကြီးစံကြလုံးကဘောက်စ်သေးကိုရောင်လာပြီး73ရဲ့ခြေထောက်ကိုထိမှန်သွားတယ်။အကြီးအကျယ်နာကျင်နေပြီးမဲ့73ကလက်လှမ်းပြီးပန်းတီကိုဆွဲယူလိုက်တယ်။ပြီးတော့အမြင်စားနေတော့မှပန်းတီထဲမှာပိုးကောင်တွေအပြည့်ပါနေတာကိုတွေ့လိုက်ရတယ်။နောက်ဆုံးကအန်လိုက်ပါတော့တယ်။အဲ့ဒီညမှာအချက်ဘေးတန်ကြောင်73နိုးလာတယ်အစားတော့အထက်လဲလေတာကစီကန်းဖောက်ဖြတ်တာဖြစ်လို့အပြစ်ပေးခံရမယ်လို့အတန်ကရှင်းပြတယ်။ခုနှစ်ရက်အိမ်မရအောင်လုပ်မယ်တဲ့။ဒါကပထမဆုံးတတိပေးချက်ပဲ။နောက်တစ်ခါစီကန်းဖောက်ရင်တာပြစ်မှာတဲ့။ box ထဲမှာမီးရောင်တောက်ပသွားဖွင့်ထားပြီးအချက်ပေးတန်ကတခါမှမရက်တော့ဘူးဒါကြောင့်နောက်ခုနှစ်ရက်ပတ်လုံး73ဟာအိတ်လို့မရတော့ဘူးအဝတ်နဲ့မျက်လုံးနားနေကိုပိတ်ဖို့ကြိုးစားပေမဲ့မရဘူးစိတ်ကအောက်ကိုထိုးဆင်းသွားတယ်လို့ခံစားရလို့ဒေါသတကြီးအော်ဟစ်နေရတယ်တခါတလေအချက်ပေးတန်ရက်သွားလို့အိတ်ဖို့ကြိုးစားပေမဲ့မျက်လုံးမိတ်တာနဲ့ချက်ချင်းပြန်ပြီးလာတယ်ဒီအိမ်မရတဲ့တပတ်အတွင်းမှာ73ဟာ box ထဲမှာနစ်နစ်ပြည့်သွားခဲ့တယ်အချင်းအတော်ကြာတော့73ဟာအပြင်မှာလူတွေပျော်ရွှင်စွာနေထိုင်နေတာကိုသတိထားမိတယ်ရုတ်တရက် box ထဲကအတန်ကသူမကိုအမားယွန်းဖမ်းဆီးခဲ့တာဖြစ်ကြောင်းလေလူတွေဖို့နိုင်ငံသားတွေသဘောတူကြအောင်ကြေညာတယ်လှပတဲ့အမျိုးသမီးမျက်နှာတစ်ခုကပေါက်ချုံပေါ်လာပြီး box ထဲကိုရောက်လာတယ်73ကရင်းနှီးတယ်လို့လူထင်ပေမဲ့မမှတ်မိဘူးအဲ့ဒီအမျိုးသမီးကဆိုဖာလိုထိုင်ပြီးလက်ဖက်ရည်ခွက်တစ်ခွက်နဲ့ကစားနေရင်ဒါတွေအားလုံးကပုံကြီးရောင်နေထိကြောင်လွှတ်ပေးမှမဟုတ်ကြောင်ရှင်းပြတယ်တကယ်တော့ဒီလှပတဲ့အမျိုးသမီးဟာ73မဖန်ခင်ကပုံပန်းတရံဖြစ်နေတယ်ဒီအမျိုးသမီးကလူအုံနောက်ရဲ့စိတ်ပိုင်းဆိုင်ရာခံစားချက်စွမ်းရည်တွေကိုရှင်းပြပြီး73ကနာကျင်စွာငိုနေတော့ရေမောနေတယ်ဘောက်စတန်ကအပြစ်ဒဏ်ပြီးဆုံးကြောင်းကြီးညာတော့မှ73အိတ်လို့ရပြီးပုံရိပ်ရောင်နေပြောက်သွားပြီမြဲစိတ်ထန်ရတော့ရခဲ့တယ်ရက်အနေငယ်ကြတော့73ဟာကောင်းငင်မှာမီရှူမီပန်းတွေတွေ့လိုက်ရတယ်ဘောက်စ်အတန်ကညတကူဖြစ်ကြောင်းနဲ့နိုင်ငံရေးအကျဉ်းသားမှလွယ်ပြီး box ထဲကအကျဉ်းသားအားလုံးကိုလွတ်ငင်းချမ်းသာခွင့်ပေးကြောင်းရှင်းပြတယ်ဆိုလိုတာက73ဟာထွက်ခွင့်မရဘူးပေါ့အဲ့ညမှာ73ဟာတွားတွေစပြီးကျွတ်နေတာကိုတွေ့လိုက်ရတယ်မနက်ခင်းတစ်ခုမှာအသက်ကြီးတဲ့အမျိုးသမီးတစ်ယောက်က73ရဲ့ box နာရောက်လာပြီးဒန်ကြီးကဲ့နေတဲ့ဓားမြောင်တစ်ကြောင်းနဲ့နရန်ကိုခောက်လိုက်တယ်သူဟာ box ထဲမှာ15နှစ်နေခဲ့ဘူးကြောင်းနဲ့အဲ့ဒီတွေ့ကြုံကသူ့ကိုဒီလူဖြစ်အောင်ပုံဖော်လိုက်တာလို့ရှင်းပြတယ်အမျိုးသမီးကသူဖြစ်လာတဲ့လူကိုမုန်းကြောင်းပြောပြီး73ကိုဓားမြောင်ပေးလိုက်တယ်73ကဓားမြောင်ကိုသူ့အရေးပြားပေါ်တင်ကြည့်ပေမဲ့အသုံးမပြည့်ရဘူးနောက်ဆုံးတော့ Shakespeare ပရိသတ်ကောင်မလေးပြန်လာတယ်သူအစ်အမှန်ချစ်နေတာကိုတီးဖို့73ဟာခဏလေးအချိန်ယူရတယ်ကောင်မလေးကရေအေးအေးကိုပကံထဲဖြေပေးပြီး73ရဲ့လက်ကိုထိလိုက်တယ်ပြီးတော့စာအုပ်ထဲကစာသားကိုရွတ်ပြတော့ဒီတကာ73ကကြံတဲ့စာကြောင်းကိုဆက်ပြောနိုင်ခဲ့တယ် လအနေငယ်ကြတော့73ရဲ့ဘိုက်ဟာတိတိတတ်ကြီးလာတယ်ပန်းတီလူနဲ့တွေ့ဆုံမှုကြောင့်ကိုပုံရနေတာကိုတွေ့လိုက်ရတယ်နောက်တစ်ချိန်ကောင်မလေးလာတော့
သူ့လူတွေက73ကိုကယ်တင်ခြင်းကြောင့်နဲ့သူတို့ရဲ့ဆောင်းရှောက်မှုအောက်မှာပြစ်ဒဏ်ကိုဆက်ကြခံစေခြင်းကြောင့်ပြောလိုက်တယ်သူ့စကားကြောင့်အချက်ပေးထန်ပြီးလာပြီးပေါချုံးပိတ်သွားတယ်ကောင်မလေးကပြေးထွက်သွားတဲ့အခါ73ဟာဒီခွင့်ရေးဆုံးရှုံးသွားတာကိုနားချင်းစွာအော်ဟင်းဒီလာတယ်ရတဲ့တစ်ဖက်အချို့ကြတော့လူတစ်တယောက်ပေါချုံးနားရောက်လာတယ်73ကိုဝင်ရှိနေလာကိုတတိထားမိပြီးလင်းညစ်ချန်နေသေးတယ်ဆိုတာကိုလည်းသိတယ်အဲ့ဒီလူက73တနာချင်းကိုအတိအမှတ်ဖြူပါမလားလို့တွေးပြီးမီးလောင်နေတဲ့ box တစ်လုံးကိုလက်ညှိုးထိုးပြတယ်ချက်ချင်းတေဆုံးတာကိုပဲတောင်းဆိုတင်တယ်လို့သူကထင်ပေမဲ့73ကညှင်းဆန်လိုက်တယ်နောက်ပိုင်းမှာ73ဟာမျက်နှာချက်ကနေရေးဆက်ချနေတာကိုတတိထားမိပြီးဝက်ဦးချောင်းနေတဲ့တစ်ခုကိုလက်လန်းကြီးဖဲလိုက်တယ်အဲ့ဒါကိုလက်သေးတိုက်ဖို့သုံးဒီမှလွှတ်ချလိုက်တယ်ပြီးတော့ဝက်ဦးချောင်းချစ်သွားတဲ့အပေါက်ကိုပုံကြီးအောင်ကုတ်ချနေတယ် လာနေငယ်ကြတော့73ဟာတားရင်ချင်းအားကိုစားခံစားလာရတယ်ဒူးထောက်ပြီးနာကျင်စွာတွန်းထုတ်လိုက်တော့ခလေးမွေးဖွားလာတယ်73ဟာခလေးကိုရင်ခွင့်ပိုက်လိုက်ပြီးချက်ကျိုးကိုတွားနဲ့ကိုက်ဖြစ်လိုက်တယ်အဲ့ဒီအချိန်မှာအချက်ပေးတန်မီလာဒီဘောက်စ်အထန်ကလူတယုံထတ်တိုးလို့စီကန်ဖောက်ပြတ်တယ်ဆိုပြီးအဆုံးသတ်တော့မယ်လို့ကြေညာလိုက်တယ်ရှုပ်တရက်ဒန်ငွေဒီဘောက်စ်သေးပြီးလာပြီး73ကိုအေးပြိုသွားစီတယ်73နိုးလာတဲ့အခါသူခလေးကိုခေါ်သွားပြီးဆိုလာတိလိုက်ရတယ်စိတ်ထိခိုက်ပြီးခလေးကိုပြန်ပေးဖို့အော်ဟစ်တောင်းပန်နေရတယ်လင်းညက်ကြားအချင်းချပြီးနောက်ပိုင်းမုန်တိုင်းကြီးနဲ့ပင်လယ်လိုင်းတွေဟာဘောက်စ်ကိုစက်တိုက်ရိုက်ခတ်နေတယ်73ဖန်တီးထားတဲ့အပေါက်တွေကနေရေတွေစိမ့်ဝင်လာပြီးမီးခလုတ်ပါးကိုဖျက်ဆီးနေတယ်73ကအတုံးဝင်တာရှာဖို့လက်လန်းလိုက်တော့စနစ်ကရေချောင်းကြီးချစ်ဖြစ်ပြီးသူ့လက်ကိုပေါက်ချိုးနဲ့ညှက်လိုက်တယ်နားချင်းစွာအော်ဟစ်နေတဲ့73ဟာလက်ကိုဆွဲထုတ်ဖို့ကြိုးစားပေမဲ့ပိုနာချင်းယုံပဲရှိတယ်ခဏကြာတော့စနစ်ကပြန်ကစ်ပြီးပေါက်ချုံပွင့်ကလက်ကျိုးနေတဲ့73ကိုလွတ်ပေးလိုက်တယ် နောက်ပိုင်းမှာ73ဟာပိုးကောင်တကောင်ကိုတွေးပြီးခြေပလာနဲ့နင်းချလိုက်တယ်ပြီးတော့အဲ့ဒါကိုဖမ်းပြီးစားလိုက်တာအန်ဂျင်ဒီပါဖြစ်သွားတယ်ရေဒီဆက်ဝင်နေလို့ပကံတဲခံထားပေမဲ့မကြခင် box ထဲရေလွှမ်းသွားတော့တယ်ရေဒီဝိုင်းနေပေမဲ့73ကသူ့စာအုပ်ကိုစပ်ဖတ်ဖို့ကြိုးစားနေတယ်နောက်ဆုံးတော့ရေမျက်နှာပြင်ကအယမ်းမြင့်လာပြီး73မှတ်တရဖို့တောင်ခက်ခဲလာတယ်စနစ်ကတရားမဝင်နောက်ရှာမှုကိုသိရှိကြောင်းကြေညာပြီးအဆုံးသတ်ဖို့အမိန့်ပေးတယ်73ရေပေါ်ပေါ်နေတော့ရုံးကန်နေတော့မောင်းတို့မဲ့လီယန်ဒဇင်းက box ကိုကောက်ယူဖို့ရောက်လာတယ်ဒါပေမဲ့ပလန်တိုင်းနေတော့မိုးချူပစ်ခံရပြီးမြေပြင်ပေါ်ကျကပျက်စီးသွားတော့တယ်ဘောက်လက်ပြုတ်ကြပြီးလိုင်းတွေကဆွဲယူသွားတော့တယ်မနေ့ကမှလူငယ်3ယောက်ကန်ဆာမှာစော်နေကြတယ်ဘောက်ဆာကမ်းပေါ်ကိုစိုက်လာတာကိုသူတို့တွေ့လိုက်ရတယ်နောက်ပြီး73ကိုယ်တိုင်ကိုလည်းတွေ့လိုက်ရတယ်ဒါပေမဲ့သူတို့လီလူရှူပြီးအိမ်ပြန်သွားကြတယ်ဗျာကဲပုံမလေးကတော့ဒီမှာပဲပြီးဆုံးသွားပါပြီနော်နောက်ထပ်ဒီလိုစိတ်ဝင်စားစရာဗီဒီယိုတွေကြည့်ချင်တယ်ဆိုရင်တော့ကျွန်တော် channel ကို subscribe လုပ်ပြီး notification ခေါင်းလုံးလေး fin ခါဖို့မမေ့နဲ့နော်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဗျာ